ဒီနေ့မှာတော့ rich dad နဲ့ပူအားလို့ခေါ်တဲ့ချမ်းသာတဲ့အဖေနဲ့ဆင်းရဲတဲ့အဖေကြောင့် book ဒီစာအုပ်ကို summarize လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်ကအရင်ကနာမည်ကြီးနေပြီနာမည်ကြီးနေတာတော်တော်ကြာပြီပေါ့နော်ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကဒီဘန်နာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပတ်စံဘယ်လိုရှာမလဲချမ်းသာဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာတွေလို့ထင်ခဲ့ရပါတော့အဲ့လိုထင်ပြီးဒီစာအုပ်ကနာမည်ကြီးဒါပေမဲ့ဒီစာအုပ်ကအဲ့လိုမဟုတ်ပဲနေတော့ပတ်စံဘယ်လိုအလုပ်လုပ်လဲပတ်စံတွေဘယ်လိုစီးစင်းလဲဒီချမ်းသာတဲ့သူတွေနဲ့ဆင်းရဲတဲ့သူတွေခြားထဲမှာအဓိကကွာခြားချက်ကဘာလဲဆိုတာကိုပြောပြထားတဲ့စာအုပ်ပေါ့အဲ့တော့အရင်ဆုံးဒီစာအုပ်ကဘယ်လိုပုံစံနဲ့သွားလဲဆိုတော့စာရေးသူမှာအဖေအရင်ရှိတယ်သူ့အဖေအရင်ကကျတော့အရန်ပညာတတ်တယ်ဒီအမေရိကန်ရဲ့ထိပ်တန်းတက္ကသိုလ်တွေမက်ရှီကန်တက္ကသိုလ်အဲ့လိုတက္ကသိုလ်နေရာမျိုးကနေပြီးဘွဲရတယ်ဒါပေမဲ့သူ့ဖေကတာမန်ပညာရေးဝန်ထမ်းပဲမချမ်းသာဘူးဒါပေမဲ့သူ့တငယ်ချင်း Mike ရှိတယ်သူ့တငယ်ချင်း Mike ရဲ့အဖေကကျတော့အဲ့လောက်ပညာမတတ်ဘူးဒါပေမဲ့တအားချမ်းသာတယ်သူတို့မျိုးမှာအချမ်းသာဆုံးလူတွေတယောက်ပေါ့အဲ့တော့သူကငငယ်လေးရဲ့သူချမ်းသာခြင်းတယ်ဒီစာရေးသူကချမ်းသာခြင်းတော့သူအဲ့ဒီ Mike ရဲ့အဖေစီကိုတွားပြီးတော့ချမ်းသာတဲ့နီလန်ကိုတွားတောင်းတယ်အဲ့ဒီမှာ Mike ရဲ့အဖေကသူ့ကိုတင်ပေးတဲ့နီလန်တွေကိုရေးထားပါတော့ Mike အဖေရဲ့ဩဝါဒတွေနဲ့သူ့အဖေပြောတာတွေနဲ့သူရှင်ပြီးတော့ရေးပြတာသူ့ဖေဘာလို့မချမ်းသာလဲ Mike ရဲ့အဖေကဘာလို့ချမ်းသာလဲဆိုတာကိုဒီအတွေးခေါ်နှစ်ခုရှင်ပြီးတော့ရေးပြထားပါတော့အဲ့တော့ Mike ရဲ့အဖေကကြတော့ချမ်းသာတဲ့လူတို့ကိုကိုစားပြီးတော့သူ့အဖေကကြတော့ဒီမချမ်းသာတဲ့တာမန်အလေအလတ်တန်းစားဆင်းရဲတဲ့သူတွေကိုကိုစားပြီးပဲဟိုအရင်ဆုံး तू က lesson 6ခုနဲ့သူဒီထဲမှာပြောထားတယ် lesson 6ခုဆိုပေမဲ့ chapter ကတော့10ခုရှိတယ် chapter ပထမဆုံးတစ်ခါကျမိတ်ဆက်တာပြီးတော့နောက်ဆုံး3ခုကကျတော့ဒီပေါ့နော်ဒီစာအုပ်ဖတ်နေမယ်ဆိုတာဒီ action တွေလောက်ပါဆိုပြီးနောက်ဆုံးတစ်ခါတော့အကြံပေးတာပေါ့နော်အဲ့တော့ဂျားထဲမှာပြောတဲ့ lesson 6ခုကိုပဲကျွန်တော်တို့ကဒီနေ့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံး lesson 1ကျတော့ဘာလဲဆိုတော့ချမ်းသာတဲ့သူတွေကပတ်စံကိုအရင်ဆုံးပေါ့နော်ဆင်းရဲတဲ့သူတွေကပတ်စံအတွက်အလုပ်လုပ်တယ်ချမ်းသာတဲ့သူတွေကတော့ပတ်စံကိုသူတို့အတွက်အလုပ်ခိုင်းနေဆိုပြီးပြောထားပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အဖေအရင်ကပေါ့နော်ပူဝါဒတ်လို့ခေါ်တာပေါ့ဆင်းရဲတဲ့အဖေကဘာလဲဘာပြောလဲဆိုရင်သူ့အမြဲဒီလမ်းဟောင်းကိုပဲပြရဲပေါ့နော်ကြောင်းတက်ဘွဲရအောင်ယူပြီးမင်းအလုပ်ကောင်းကောင်းရမယ်ကုမ္ပဏီတစ်ခုမှမင်းအလုပ်ကောင်းကောင်းရမယ်လစာရမယ်ဒါဆိုရင်မင်းကတည်ငြိမ်ပြီမင်းဘဝအဆင်ပြေပြီပေါ့နော်ဒါဆင်းရဲတဲ့ဖေကသူအမြဲအဲ့လိုပြောတယ်ဒါပေမဲ့ချမ်းသာတဲ့ဖေကတော့အဲ့လိုမဟုတ်ဘူးကျောင်းမှာတင်မပေးတဲ့ပညာတွေရှိတယ်တကယ်လေကျောင်းမှာတင်မပေးတဲ့ပညာတွေရှိတယ်ဗျာကျောင်းကိုကျွန်တော်တို့တွားတက်လိုက်လို့ရှိရင်ကျောင်းဘာတင်လဲဆိုရင်မြန်မာစာအင်္ဂလိပ်စာသင်ချာ chemistry physics စသဖြင့်တင်တော့ကျွန်တော်အဲ့ဒီနယ်ပယ်တွေမှာတော့ကျွန်တော်ကတက်သွားတယ် literate ဖြစ်သွားတယ်ပေါ့နော် literate ဆိုစာတက်တာကိုခေါ်တာအဲ့တော့စာတက်တဲ့သူဖြစ်သွားတယ်ဒါပေမဲ့ကျောင်းမှာဘာမတင်ပေးဘူးလဲဆိုတော့ဘန်နာကြီးနဲ့ပတ်သက်ပြီးဘာမှမတင်ပေးဘူးအဲ့တော့10ရန်9ရန်10ရန်ရမယ်ဘောကပေးတာတို့ဘာလို့တင်နေဒါပေမဲ့အဲ့ဒါကြီးကနားလည်အောင်တင်တာမဟုတ်ဘူးနားလည်အောင်တင်တာမဟုတ်တဲ့အပြင်အဲကျောင်းသားတွေကတကယ်နားလဲမလဲဘူးအော်ချက်ပြီးတော့ကျွန်တော်အောက်လာတာဗျအောက်လာပြီးတော့အဲ့ဘောကပေးတာတို့ဘာလို့မှလည်းပဲတကယ်လက်တွေ့မှာဖြစ်နေတဲ့ဒီငွေကြေးဘယ်လိုစီးစင်းလဲငွေကြေးတွေကဘယ်ကလာလဲအဲ့အမျိုးတွေတော့တင်မပေးဘူးအဲ့တော့တင်မပေးတော့ဒီပြင်ဘန်နာရေးနဲ့ပတ်သက်တဲ့ပညာကိုကိုယ့်ဘောက်ကိုရှားရမယ်ပေါ့နော်အဲ့တော့ဒီချမ်းသာရဲ့အဖေကအဲ့ဒါကိုတင်ပေးပြီးတော့ဆင်းရဲရဲ့အဖေကတော့သူ့အမြဲတမ်းဗာပြောလဲဆိုတော့ပတ်စံဆိုတာမကောင်းမှုမှန်သမျှရဲ့ဇစ်မြစ်ပေါ့နော် root of evil လို့ပြောတယ်မကောင်းတာမှန်သမျှရဲ့ဇစ်မြစ်ဒါကြောင့်မလို့ပတ်စံတော့မချစ်ရဘူးပြီးတော့ဒီသူမတက်နိုင်တာတခုတွေ့လို့ရှိရင်ဆင်းရဲရဲ့အဖေအမြဲတမ်းပြောရင်ငါတို့အဲ့ဒါကိုမဝယ်နိုင်ပါဘူးတာအဲ့တော့မဝယ်ပဲနေရအောင်ပေါ့ဒါပေမဲ့ချမ်းသာရဲ့အဖေအဲ့လိုမဟုတ်ဘဲနဲ့ဒါကိုတက်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုရင်မေးခွန်းမျိုးမေးတဲ့နေပေါ့အဲ့တော့ဒါကိုတက်နိုင်အောင်ဘယ်လိုလုပ်မလဲဝယ်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုရင်မေးခွန်းကအမြဲအုံနောက်ကိုတော့တခုခုနှိုးဆွနေလိမ့်မယ်ဒီဟာဝယ်နိုင်မှုအတွက်ဘလို့အကြံဉာဏ်တွေဖြစ်လာအောင်အုံနောက်ကိုနှိုးဆွမလဲဆိုတဲ့ဘက်ကိုလမ်းကြောင်းဖွင့်ပေးတယ်လို့ဖြစ်တယ်အဲကြောင့်မလို့ကိုပြောတဲ့စကားတွေကိုလည်းသတိထားရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကငငယ်လေးတွေကသူဒီစီးပွားရေးအသေးတစ်ခုစလုပ်ခဲ့ရပေါ့နော်စီးပွားရေးအသေးဆိုတာလေသူကလုံးမယ်ဆိုပြီးရည်ရွယ်ချက်ချပြီးလောက်တာမဟုတ်ဘဲနဲ့လှုပ်ဖြစ်သွားတာသူကငယ်တော့ကာတွန်းဖတ်ရတာကြိုက်တော့အဲ့ကာတွန်းဆိုင်မှာတွားပြီးတော့စာအုပ်အဟောင်းတွေတွားတောင်းတယ်အဲ့တော့ကာတွန်းဆိုင်ပိုင်ရှင်ကာတွန်းဆောင်ဆိုင်ပိုင်ရှင်တို့ပြောလိုက်တယ်ဒါရင်မင်းတို့ပြန်မရောင်းနဲ့ပြန်မရောင်းရင်ပေးလိုက်မယ်ဆိုပြီးသူပေးလိုက်တယ်သူကအဲ့ဒီစာအုပ်အဟောင်းတွေကိုသူယူလာပြီးတော့သူ့ဂိုရောင်ထဲမှာသူကစာအုပ်ငါးဆိုင်ဆိုပြီးတော့သူလှုပ်လိုက်တာဒီမှာကလေးတနာယူဘယ်လောက်နဲ့လာဖတ်လို့ရရဲပေါ့နော်အဲ့ဒါတို့ရဲ့စီးပွားရေးအသေးလေးစားတာပေါ့တနာယူသူတို့ပြား90လား10ပြားလားအမေရိကန်ဒေါ်လာနဲ့လာဖတ်လို့ရရဲဆိုပြီးတော့ဖတ်ခိုင်းပြီးနောက်ပိုင်းကျသူဘာလုပ်လိုက်လဲဆိုတော့အဲ့ဒီသူတို့ရဲ့စာအုပ်ဆိုင်လေးမှာသူ့ရဲ့ညီမလားသူ့တငယ်ချင်းညီမလားမသိဘူးအဲ့ဒီတယောက်ကိုဒီစာကြည့်လိုက်မှုဖြစ်ခန့်လိုက်ပြီးတော့သူတို့ကကြိုက်တာလုပ်နေဒါပေမဲ့သူတို့ရဲ့စီးပွားရေးအများငွေဝင်နေမှာဗျာဒီလားငငယ်လေးကသူတို့ကအဲ့လိုမျိုး passive income လို့ခေါ်တဲ့အဲ့အနေနဲ့ပဲငွေဝင်တဲ့လမ်းကြောင်းကိုသူရှာတွေ့ရတယ်ပေါ့နော်ဒီစာရေးဆရာနောက်တစ်ခါဆင်းရဲတဲ့သူတွေကကျတော့ရတာသူကသုံးဖို့ပဲတွေ့အဲ့တော့အင်ကြီးဝယ်မယ်ကားဝယ်မယ်အဲ့လို luxury တွေဝယ်မယ် brand တွေဝယ်မယ်ဗျာရတဲ့လာစားကိုအဲ့လိုအကုန်ဝယ်ပြစ်တယ်ဒါဆင်းရဲတဲ့သူတွေမဟုတ်ဗျာဒီတာမန်လူဒန်းစားတွေပေါ့နော်အလေအလက်တန်းစားတွေအကုန်လုံးလည်းအဲ့လိုပဲရှင်းတန်တယ်သူအခွန်ပေးတယ်ရရလာစားအခွန်ပေးတယ်အင်လာကပေးတယ်ပြီးရင်ပိုတဲ့ပတ်စံကိုသူစားတယ်စားပြီးအဲ့လိုအပ်တဲ့ဒီမလိုအပ်လည်းပဲ luxury လို့ခေါ်တဲ့စိန်ငံပစ္စည်းကိုဝယ်ပြစ်တယ်ဘန်ချင်းငွေတွေယူတယ် credit card တွေနဲ့တုံးတယ် credit card ဆိုတာကျတော့
ဒီအကျွေးကပ်ပေါ့နော်အကျွေးကပ်ဆိုကိုကကြိုသုံးထားတဲ့နောက်တော့မှဘန်ကိုပြန်ဆက်ရတာပေါ့သူတို့အကျွေးပြီးနေအကျွေးနုံနစ်တယ်ပြီးရင်သူတို့ကအစိုးရအတွက်လှုပ်ပြီးနေကြတယ်ဘာလို့ဆိုသူတို့လှုပ်တဲ့လာကရဲ့ဘဏ္ဍပုံကအစိုးရစီရောက်သွားတာသူတို့အစိုးရအတွက်လှုပ်ပြီးနေကြလို့ပြောတယ်ပြီးတော့ကျောင်းထဲမှာဘန်နာရေးကျောင်းဘာမှမတင်ပေးဘူးဒါပထမအခန်းပေါ့နော်ပထမအခန်းမှာအဲ့တော့ဘန်နာရေးကိုကိုတင်ရမယ်ဆိုပြီးတော့ပြောတယ်ဒုတိယအခန်းကျတော့ဘာလဲဆိုတော့ teach financial literacy ခုနပြောရဲဘန်နာရေးစာတက်မြောက်မှုရှိရမယ်အဲ့မှာ तू က accounting ကအရင်အရေးကြီးတယ်ပေါ့နော်စရင်းကိုင်ပညာမတက်လို့ရှင်ဘာမှလုပ်လို့မရဘူးဒီကနန်းနေနဲ့ရေးထားတဲ့အရာတွေပြီး financial statement လို့ခေါ်တဲ့ဒီ company တွေမှာရှိတဲ့ကျွန်တော်လည်းမမြင်ဘူးပေါ့နော် financial statement တော့အဲ့ဒါမျိုးတွေကိုမဖတ်တက်လို့ရှင်ဒါစာတက်တယ်လို့မခေါ်နိုင်ဘူး chemistry တို့ physics တို့မှာကျွန်တော်ပုတ်စာမဖတ်တဲ့ရင်အဲ့ဒါကိုမတွက်နိုင်သလိုပဲဒီ financial statement တွေ accounting တွေကိုသိမထားလို့ရှင်ဒါချမ်းသာဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူပြောတယ်ပြီးနောက်တစ်ခုက investing လို့ခေါ်တဲ့ယင်းနှိမ့်မြုပ်နှံတာယင်းနှိမ့်မြုပ်နှံတာကိုသူကဒီမှာဘယ်လိုတင်စားထားလဲဆိုရင် science of making money လို့ခေါ်တယ်ပတ်စံတွေကိုပြန်ပြီးတော့ပတ်စံလုပ်တဲ့သိပ္ပံပညာပေါ့နော်ပတ်စံထုတ်လုပ်တဲ့သိပ္ပံပညာသူကလို့ပြောရဲပြီးရင်ဈေးကွက်ကိုနားလည်ရမယ်ဈေးကွက်ကိုနားလည်ရမယ်ဆိုတာဈေးကွက်မှာကျွန်တော်တို့ supply နဲ့ demand တွေဆိုတာရှိတယ်ဝယ်လိုအားနဲ့ရောင်းလိုအားဒါတော့ကလေးအောင်နားလည်တယ်လို့တော့ဒီထဲမှာပြောထားရပါတော့ဘာလို့ဆိုတော့ကျွန်တော်ဝယ်သူငငယ်တုန်းကကလေးဘွားတော့သူအရင်လိုချင်တဲ့အယုတ်ရှိတယ်ဒါပေမဲ့ကျန်တဲ့ကလေးတွေကလည်းအဲ့ဒီအယုတ်မှာအဲ့ဒီအယုတ်အဲ့တော့အဲ့ဒီရုပ်တွေဝင်းအဲ့ရုပ်ကကုံသွားတယ် Christmas လက်ဆောင်အနေနဲ့အဲ့ဘာဖြစ်သွားလဲဆိုတော့အဲ့ရုပ်ဝဲလိုကမြင့်တက်သွားပစ္စည်းကရော့ကျသွားအဲ့ဒီမှာဈေးဆိုင်ပိုင်ရှင်ကညံကောင်းပြီးတော့တခြားရုပ်တစ်ခုကိုစားထိုးအနေနဲ့ရောင်းနေပေါ့နော်အဲ့တော့မိဘတွေကအောင်တက်တက်နဲ့ဟိုအယုံမရရင်တော့မှပဲဒီကတော့ရမှာဖြစ်မယ် Christmas လက်ဆောင်အနေနဲ့ကိုသားသမီးကိုပေးဖို့ဆိုပြီးတော့အဲ့ဒီဒုတိယအယုတ်ကိုဝယ်တယ်ပေါ့နော်အဲ့ဒီကသူက market သဘောတရားသူကနားလိုက်ကြတယ်လို့ပြောရပေါ့ဒါတွေကတထိုင်နေတော့နားမလည်နိုင်ပေါ့ accounting တွေ investing တွေဈေးကွက်သဘောတရားကိုနားလည်ဖို့ဆိုတာအကြိုက်ချိန်ပေးမှရမယ်ပေါ့ဒီမှာတော့အဲ့ဒါတွေကိုနားလည်အောင်လုပ်ပါလို့ပြောရပြီး understanding law ဥပဒေတွေကိုနားလည်ရမယ်ဥပဒေတွေကိုနားမလည်လို့ရှိရင်ကျွန်တော်တို့ကစီးပွားရေးလုပ်လို့မရနိုင်ဘူးစီးပွားရေးလုပ်တဲ့အခါမှာဘယ်တော့ပဲဖြစ်ဖြစ်အခွန်ဆောင်ရတယ်ဟောအဲ့ဒီအခွန်တွေကနေပြီးတော့အကျိုးမြတ်ပြန်ယူပါလို့ပြောတာစင်းရဲတဲ့သူတွေလည်းအခွန်ဆောင်ရတယ်ချမ်းသာတဲ့သူတွေလည်းအခွန်ဆောင်ရတယ်ဒါပေမဲ့စင်းရဲတဲ့သူတွေကစင်းရဲပြီးစင်းရဲသွားပြီးတော့ချမ်းသာတဲ့သူတွေပူပြီးချမ်းသာလာအဲ့တော့အခွန်ဆောင်ရတာချင်းအတူတူဘာလို့အဲ့လိုဖြစ်နေတာလဲပေါ့နော်အဲ့တော့အဲ့ဒီအခွန်တွေကနေပြီးတော့သူကအကျိုးကျေးဇူးယူဖို့ပြောတယ်အဲ့ဒါကိုသူကနောက်ခန်းဒီမှာဆက်ပြောထားတယ်နောက်ခန်းမှာအကျယ်ပြောထားတယ်ပေါ့နော်ဒီမှာတော့အကျဉ်းပဲပြောထားတယ်ပြီးရင်ကိုယ့်လုပ်ကိုလုပ်ပါဆိုပြီးသူပြောတယ်အင်္ဂလိပ်လို့ဆိုရင် mind your own business လို့ခေါ်တယ် mind your own business ကိုယ့်လုပ်ကိုလုပ်ပါဆိုတာတကယ်ကိုယ့်လုပ်ကိုလုပ်ခိုင်းတာဗျာဥပမာကုမ္ပဏီတစ်ခုမှာကျွန်တော်အလုပ်ဝင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီကုမ္ပဏီအတွက်အလုပ်လုပ်ပေးနေတာကျွန်တော်ရဲ့လုပ်အားတွေအကုန်လုံးအဲ့ဒီကုမ္ပဏီဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖြစ်သွားတယ်ကျွန်တော်အဲ့ဒီအစားသူတို့ရဲ့မဖြစ်စလောက်ပုံ100ပုံတစ်ပုံလားစားပဲကျွန်တော်ပြင်ရမှာဗျာကျွန်တော်ကိုအတွက်အလုပ်လုပ်နေရမှာမဟုတ်ဘူးသူကကိုအတွက်အလုပ်လုပ်ပါလို့ပြောတယ်အဲ့တော့တခြားလူတွေအတွက်အလုပ်လုပ်မှာလားကိုအတွက်ကိုအလုပ်လုပ်မှာလားကိုအလုပ်လုပ်ပါဆိုတာဘာလဲဆိုတာကိုနောက်အခန်းမှာကျွန်တော်ဆက်ပြောပြမယ်ပေါ့နော်ကိုအတွက်အလုပ်လုပ်ရမယ်ဆိုတာဘာလဲအဲ့တော့ကိုအတွက်အလုပ်လုပ်ရမယ်ဆိုတာဘာလဲဆိုတာကိုနားလည်ဖို့အတွက် assets ဆိုတဲ့စကားလုံးနဲ့ liability ဆိုတဲ့စကားလုံးနှလုံးခြားရခြားနာချက်ကိုနားလည်ရမယ်လို့ပြောရဗျာ ESD asset ဆိုတာဘာကိုပြောရလဲဆိုတော့ပိုင်ဆိုင်မှုဆိုတာငွေကြေးကိုပြောရမှာမဟုတ်ဘူးအဲ့တော့ဒီမှာကျွန်တော်စဉ်းစားမိရပါတော့ monopoly game ဆော့ဘူးတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ငယ်ငယ်တော့ monopoly ဆော့ဘူးတဲ့သူတွေရှိလားမသိဘူးဒီလိုအာရှမျိုးပတ်ကစားနည်းကိုကဘာပတ်ကစားနည်းကိုအဲ့မှာနိုင်ငံတွေကိုသွားပြီးဝယ်လို့ရတယ်အဲဒီကစားပွဲဆဆချင်းမှာကစားသမားတူဘယ်$ရတယ်ပြီးရင်တာထွက်ကိုဖြတ်လို့ရှင်ဒေါ်လာဘယ်လောက်ထုတ်ယူပါအဲ့လိုမျိုးရှိရဗျာ monopoly ဆော့ဘူးလားမသိဘူးအဲ့ဒါဆော်ဘူးတယ်ဆိုလို့ရှင်ဒီ assets နဲ့ liability ကိုနားလည်လိမ့်မယ်လို့ကျွန်တော်ထင်တယ် assets ဆိုတာပိုင်ဆိုင်မှုဆိုပေမဲ့ငွေကြေးမဟုတ်ဘူးအဲ့မှာလေကျွန်တော်ငွေကြေးရဲ့အလုပ်လုပ်ပါဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ငွေကြေး10သိန်းစုထားတယ်ပေါ့အခုကျွန်တော်ပတ်စံ10သိန်းရှိရဆိုရင်နောက်တစ်နှစ်ကြာလို့ရှင်အဲ့ဒီ10သိန်းကတန်ဖိုးက10သိန်းမရှိတော့ဘူးဗျာအဲ့ပတ်စံ10သိန်းနဲ့ဝယ်နိုင်တဲ့ပါဝါရော့ကျသွားတယ်ဗျာဒီလားငွေကြေးအမြဲဖောင်းပွားလာတာဆိုတော့အဲ့တော့ငွေကြေးကျုံသွားတယ်ဆိုတာရှားရဗျာတဖြည်းဖြည်းနဲ့ဖောင်းပွားလာတာပဲရှိတယ်အဲ့တော့နောက်4-5နှစ်ကြာလို့ရှိရင်ကျွန်တော်ကအဲ့ဒီ10သိန်းကိုဘာမှမလုပ်ပဲကျွန်တော်ကင်ထားမယ်ဆိုလို့ရှိရင်ဒီ10သိန်းရဲ့ဝယ်နိုင်အားပေါ့နော်ဝယ်နိုင်တဲ့ပါဝါတဖြည်းဖြည်းရော့သွားမှာပဲအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်အဲ့ဒီ10သိန်းကိုကျွန်တော်ကကင်မရာတစ်လုံးဝယ်ထားလိုက်မယ်ဒါမှမဟုတ်ရင်ရွှေဝယ်ထားလိုက်မယ်မြေဝယ်ထားလိုက်မယ်ပေါ့ကွန်ပျူတာဝယ်ထားလိုက်မယ်ဒါဆိုလို့ရှိရင်နောက်4-5နှစ်ကြာလို့ကျွန်တော်ကအဲ့ဒီပစ္စည်းကိုထုတ်ရောင်းလို့ရှိရင်အဲ့ဒီကာလာပေါက်ဈေးတိုင်းရမယ်ပေါ့နော်အဲ့ဒီကာလာတိုင်းပေါက်ဈေးတိုင်းရမယ်ပြောချင်တာကဒီကြုံမသွားတော့ဘူးကျွန်တော်ရဲ့ပတ်စံတွေကကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကကြုံမသွားတော့အဲ့ဒါမျိုးကို assets လို့ခေါ်တယ်ပိုင်ဆိုင်မှုပေါ့ပတ်စံမဟုတ်တဲ့ပိုင်ဆိုင်မှုနောက်တစ်ခု liability ဆိုတာကျတော့ဒီမှာအကျွေးလို့ခေါ်မှာပေါ့နော်မြန်မာလူတိုင်းဘာသာပြန်တော့အကျွေးပေါ့ပေးစရာရှိတာပေါ့အဲ့ဒါမျိုး liability လို့ခေါ်တယ် monopoly ဆိုလို့ရှိရင်ကျွန်တော်တို့ကို့မှာပတ်စံဒေါ်လာပတ်စံ1500ရှိတယ်
တော့ကိုကမြေခွက်တစ်ခုပေါ်ကိုကိုယ့်ရဲ့အယုတ်ကသွားကြလို့ရှင်အဲ့ဒီမြေခွက်ကိုသူများပိုင်တာမဟုတ်လို့ရှင်ကိုကဝယ်လို့ရတယ်ဗျာဝယ်လို့ရတာကိုကိုယ့်ရဲ့ဒေါ်လာ1500နဲ့အဲ့ဒါကိုဝယ်မှာလားဒီပတ်စံ1500ကိုပဲကင်ထားမှာလားဆိုရဲဆုံးဖြတ်ချက်ပေါ့အဲ့ကိုယ့်ဘာကိုဆုံးဖြတ်ချတာပေါ့ကဲကိုကဒါကိုဝယ်မယ်ဆိုလဲရတယ်မဝယ်ဘဲနဲ့ကြော်သွားမယ်ဆိုလဲရတယ်ကြော်သွားရင်နောက်ကျဥရိတ်သွားဝယ်သွားမှာပဲအဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီငါကတော့ပတ်စံကိုပဲကြိုက်တယ်ဆိုပြီးပတ်စံကိုကင်ထားတဲ့သူရဲ့နောက်ပိုင်းကျရင်ဘာဖြစ်လာလဲဆိုတော့သူများနေမြေတွေပေါ်ကိုကိုကတောကြလို့ရှင်အဲ့ဒီလူကိုပေးရတယ်ဗျာဒီနေမြေငါးကဆိုပြီးပေးရတယ်အဲ့ကျရင်ကိုပတ်စံညာပဲ့ပေါက်သွားကိုမှာခုနပြောတဲ့ ASS ESP access လို့ခေါ်တဲ့ပိုင်ဆိုင်မှုကမရှိထားတော့တခြားရပေါက်ရလမ်းမရှိတော့ဘူးဗျာဒီငွေကြီးကအသေးကြီးဖြစ်နေတာပေါ့ငယ်တော့ monopoly ဆိုပြီးတဲ့သူတွေဆိုလို့ရှိရင်သိလိုက်ပဲဗျာငွေအသေးကြီးဖြစ်နေတာပေါ့ဘာမှလုပ်လို့မရဘူးတဖြည်းဖြည်းနဲ့ရှုံးသွားမှာပဲဗျာအဲ့တော့အဲ့ဒါကိုနားမလည်လို့ရှိရင်တော့မချမ်းသာနိုင်ဘူးလို့ဒီထဲမှာပြောထားရပေါ့နော်အဲ့တော့ access က cash flow ထက်များနေရမယ် cash flow ဆိုတာဘာလဲဆိုတော့ဒီလစဉ်ဝင်ငွေလို့ခေါ်မလားဒါမှမဟုတ်ရင်ငွေသားလို့ခေါ်မလားပေါ့နော်ငွေသားထက်ပိုင်ဆိုင်မှုကများနေရမယ်ဥပမာကျွန်တော်ကဒေါ်လာ1000နဲ့ကွန်ပျူတာတစ်လုံးလိုချင်တယ်ဆိုလို့ရှိရင်ဒေါ်လာ1000ရအောင်စုမယ်ကွန်ပျူတာတောင်းဝယ်မယ်အဲ့ဒါတာမန်လုံရွေးလုံးစင်ပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်ပဲねကျွန်တော်အဲ့ဒေါ်လာ1000ကိုပိုင်ဆိုင်မှုတစ်ခုဝယ်လိုက်မယ် asset တစ်ခုကိုဥပမာ company တစ်ခုမှာကျွန်တော် share ဝယ်လိုက်မယ်ဒါ share ဝယ်လိုက်မယ်ဝယ်ပြီးတော့နောက်လမှာလေဒေါ်လာ1000ရအောင်စုပြီးကျွန်တော် share ဝယ်မယ်ဝင်ရနေပြီးအဲ့ share ရနေပြီးလားစင်လာတိုင်းဘာရမလဲဆိုတော့အမြတ်ရမယ်အဲ့တော့အဲ့လိုစုထားပြီးတော့ share ကနေပြီးတော့အမြတ်ဒေါ်လာ1000ပြန်ရတဲ့နေ့ကျတော့မှကျွန်တော်က laptop ကိုဝယ်မယ်ကျွန်တော်လိုချင်တဲ့ laptop ကိုဝယ်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့အဲ့ခုနဝယ်လိုက်တဲ့ laptop အတွက်ဝယ်လိုက်တဲ့ပတ်စံတွေကို cash flow လို့ခေါ်တယ်ကျွန်တော်ဝယ်ပြီးတော့ company တွေမှာဝယ်ပြီးတော့စုထားတဲ့ share တွေကိုကျတော့ assets လို့ခေါ်တယ်အဲ့တော့ကျွန်တော်ရဲ့ assets က cash flow ထက်များနေတယ်အဲ့ဒါအဲ့လိုမျိုးမှာကျွန်တော်ချမ်းသာတယ်လို့ခေါ်တာကျွန်တော်တို့ရဲ့ဒီမမြင်ရတဲ့ပိုင်ဆိုင်မှုကလက်တွေ့သုံးလိုက်တဲ့ပတ်စံထက်လို့အများကြီးများနေတော့မှဒါချမ်းသာတယ်အဲ့ဒါတော့မှစိတ်ချတာဗျအဲ့လိုမဟုတ်ဘဲနဲ့တလာလုံးပြင်မလုပ်ပြီးဒေါ်လာ1000ရလာတာကိုလက်တော့ဝယ်လိုက်တယ်အဲ့တော့ပြောင်းသွားတယ်ပေါ့နော်နောက်လာဘာမှသုံးစရာမရှိဘူးအဲ့တော့ဒါကိုဘန်နာရေးအရလုံခြုံစိတ်ချရတယ်လို့မခေါ်နိုင်ဘူးလို့သူဒီထဲမှာလို့ပြောထားတယ်အဲ့တော့ cash flow ဆိုတာခုနကျွန်တော်ပြောသွားတဲ့အရာ assets ဆိုတာပြပြပြီးသွားပြီအဲ့တော့အများကြီးပြောရတယ် assets က cash flow ထက်များနေရမယ်ပြီးရင် liability လို့ခေါ်တဲ့အကျွေးကတော့ cash flow ထက်နှိမ့်နေရမယ်အကျွေးဆိုတာခုန credit card တွေကအများဆုံးပဲပေါ့ပြီးတော့ဒီထဲမှာ Great Depression လို့ခေါ်တဲ့အမေရိကန်ရဲ့အကြီးကျယ်ဆုံးစီးပွားပျက်တဲ့အကြောင်းလည်းပြောထားရပေါ့နော်အဲ့ရောအသေးစိတ်မပြောတော့ဘူးပြီးရင်ဒါတော့ကျွန်တော်ပြောတာသဘောပေါက်ရှင် monopoly စောကြည့်လို့ရှင်ဒီ assets နဲ့ liability ကိုသဘောပေါက်သွားလိမ့်မယ်နောက်တစ်ခုကတော့ပါလဲဆိုတော့နောက်ထပ် lesson တစ်ခုပေါ့နော် the history of and the power of cooperation လို့ပြောတယ်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့တမိုင်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ power ပေါ့အဲ့တော့ဒါကတော့ပို့ပြီးတော့နည်းနည်းသွားပြီပေါ့နော်ကိုပိုင်ကုမ္ပဏီတွေထောင်ကြီးတော့မှဒီဥစ္စာကိုတေချာနားလည်လိမ့်မယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီထဲမှာဆိုရင်ကုမ္ပဏီထောင်တာတွေပါတယ်အခွန်စနစ်တကျရှောင်နီးတွေကိုသူပြောချင်တာဖြစ်လိမ့်မယ်ပြီးရင်မှာပေါ့ vacation သွားမယ်ဆိုလို့ရှိရင်ကုမ္ပဏီရဲ့ဒီ meeting နေနဲ့ပေါ့နော်ကုမ္ပဏီဆိုတဲ့ခေါင်းစဉ်အောက်ကနေ vacation သွားလို့ရှိရင်အခွန်တက်တာမယ်ဒါမျိုးတွေသူပြောထားတယ်ပေါ့နော်အဲ့ဒါကြီးကတော့ရှုပ်ထွေးတယ်ပြီးရင် cooperation တွေကိုတေချာနားလည်ဖို့လိုတယ် cooperation ဆိုတာမြန်မာလိုပါပဲအစုရှယ်ယာကုမ္ပဏီပေါ့အစုရှယ်ယာကုမ္ပဏီဖြစ်တာမို့လို့ तू ကအဲ့ဒီကုမ္ပဏီမှာပြဿနာတစ်ခုခုတက်လာပြီဆိုလို့ရှိရင်ဗျာဒီတယောက်တည်းကိုတရားစွဲလို့မရဘူးဒီလားဥပမာကျွန်တော်တို့ပူးမားဆွဲကုမ္ပဏီရှိရဆိုတော့ပူးမားဆွဲကုမ္ပဏီကသူငွေကြေးဆိုင်အရှုပ်ရှင်းတစ်ခုခုဖြစ်လာပြီကျွန်တော်သူ့ကိုတရားစွဲခြင်းနေဆိုရင်ပူးမားရဲ့ပိုင်ရှင်ကိုတရားစွဲမှာလား CEO ကိုတရားစွဲမှာလားမဟုတ်အဲ့ဒီ share ရှင်ကိုတရားစွဲမှာလားဆိုပြီးတော့လူပုဂ္ဂိုလ်တူတယောက်ချင်းစီကိုတရားစွဲလို့မရဘူးအဲ့ပူးမားဆွဲနာမည်ကြီးအစုဒီ cooperation လို့ခေါ်တဲ့ဒီပူးပေါင်းလှုပ်ဆောင်မှုကြီးတစ်ခုလုံးကိုတရားစွဲရမှာပေါ့နော်လူပုဂ္ဂိုလ်တရားစွဲလို့မရဘူးအဲ့လိုသဘောမျိုးပြအဲ့တော့ cooperation တွေရဲ့power ပေါ့နော်အဲ့ဒါ cooperation ရဲ့ power နဲ့ cooperation ရဲ့ history ကိုနားလည်ဖို့လိုတယ်လို့သူပြောထားတယ်ပြီးရင်နောက်တစ်ခန်းကျတော့ rich invent money လို့ပြောရဲဒီအခန်းခေါင်းစဉ်က rich invent money ချမ်းသာတဲ့သူတွေကပတ်စံတွေကိုတီထွင်တယ်အဲ့ဘယ်လိုတီထွင်တာလဲဆိုတော့ကျွန်တော်ခုနကရှေ့မှာပြောခဲ့တဲ့ဒီ assets နဲ့ liability ကနေသူတီထွင်တာပေါ့ပြီးတော့ဒီခေတ်ကြီးရဲ့မှာ information ရ level တော့ access တစ်ခုဖြစ်လာပြီလို့ပြောတယ် information ကလည်းပိုင်ဆိုင်မှုတစ်ခုဖြစ်လာပြီပေါ့နော် information ကြိုတည်တဲ့သူတွေကသူများထပ်ပို့ပြီးတော့လူခေါင်းတစ်လုံးတာတယ်ကိုက trading လို့ခေါ်တဲ့လို့ bitcoin လို့ cryptocurrency လို့မျိုးငွေကြေးတွေကိုအယောင်းဝယ်လုပ်နေတဲ့သူဆိုလို့ရှိရင်ဒီဘာမှမဟုတ်တဲ့သတင်းချက်လက်တိလေးရလေးပဲသူများထပ်ပို့ပြီးတော့ကိုယ်ဆုံးဖြတ်ချက်ကိုမြန်ချနိုင်ပြီးတော့အကျိုးမြတ်အများကြီးရသွားမျိုးဖြစ်နိုင်တယ်ဗျာဒီခေတ်ထဲမှာသတင်းချက်လက်ကအရင်အရေးကြီးတယ်ပြီးရင်သတင်းချက်လက်နဲ့အာနာသိန်းလို့ရတယ်ဆိုပြီးတော့ပြောထားတယ်ဒါကတော့ဒီစာအုပ်တည်းကမဟုတ်ဘူးဒီအာနာသိန်းနေဆိုတဲ့ကိစ္စကတော့ဒါ
Yuval Noah Harari ရေးတဲ့တခြားစာအုပ်တွေပေါ့နော်သတင်းချက်လက်ကိုမှရှိလို့ရှိရင်နိုင်ငံတကာနိုင်ငံကိုလို့စစ်သွားတိုက်ပြီးအာဏာသိမ်းကြမလို့ပဲနေဒီချက်လက်နဲ့အာဏာသိမ်းလို့ရတယ်ဆိုတာမျိုးပြောထားပါတယ်ပြီးတော့နောက်တစ်ခုကတော့ပြောရင် work to learn don't work for money တင်ယူဖို့အတွက်အလုပ်လုပ်ပါပတ်စံအတွက်အလုပ်မလုပ်ပါနဲ့လို့ပြောထားတယ်အဲ့တော့သူဆိုရင်ねသူတင်ယူဖို့အတွက်ပေါ့နော်သူဘလောက်ထီအောင်မှသူတင်ယူဖို့အတွက်အလုပ်လုပ်ခဲ့လဲဆိုရင် leadership ခေါင်းဆောင်မှုသင်တန်းကိုတင်ဒီခေါင်းဆောင်မှုအရေးချင်းတွေရဖို့သူစစ်တပ်ထဲထိပါသူဝင်ခဲ့ရပေါ့ Marine Corps လား Marine Corps အဲ့လိုခေါ်တဲ့ရေတပ်ထဲထိပါသူဝင်ခဲ့ဒီခေါင်းဆောင်မှုပညာကိုသင်ရှင်လို့အဲ့တော့ခေါင်းဆောင်မှုပညာမတက်လို့ရှင်ကုမ္ပဏီတစ်ခုကိုစီမံခန့်ခွဲဖို့မဖြစ်နိုင်ဘူးပေါ့ပြင်သူတက္ကသိုလ်တွေမှာလည်းသွားတယ်မာစတာဘွဲတွေလည်းယူခဲ့တယ်ဒါပေမဲ့သူပြောတယ်သူစာသင်ဖို့သွားတာမဟုတ်ဘူးလို့မတူညီတဲ့ယဉ်ကျေးမှုတွေပြီး international trade အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအဲ့ဒါမျိုးတွေသူသိချင်လို့သွားတာဒီစာတစ်ခုရဲ့ education မှာလည်းသူလမ်းဆုံးတာမဟုတ်ဘူးဆိုပြီးတော့ပြောထားတယ်ပြီးတော့ chapter 8ကတော့ကျွန်တော်တို့ကိုယ်တိုင်လိုက်နာဖို့အကြံဉာဏ်တွေပြောထားတာပေါ့နော်အပေါ်မှာပြောခဲ့တဲ့ lesson တွေကကြတော့ဒါအဲ့အခန်းတွေကိုခဏခဏပြန်ဖတ်ပြီးတော့ပြန်နှွေးပြီးတော့မှဒါရဲ့ခေါင်းထဲဝင်မှာပေါ့နော် chapter 8ရဲ့9ရဲ့10ရဲ့ကျတော့လက်တွေလုပ်ဖို့အတွက်အချက်တွေပြပြထားအဲ့တော့ဒီမှာဆိုရင်တော့ပြောတယ် chapter 8မှာအရင်ဆုံးသူပေးတဲ့အကြံက just because you have no money should not be an excuse to not learn ပတ်စံမရှိဘူးဆိုတဲ့စင်ကြေနဲ့အဲ့တော့ပတ်စံမရှိလို့ငါဒါကိုမတင်နိုင်ဘူးဆိုတာမျိုးမဖြစ်ပါစေနဲ့အဲ့တော့ပတ်စံမရှိဘူးဆိုတာတင်ယူမှုအတွက်စင်ကြေမဖြစ်ပါစေနဲ့လို့သူပြောထားတာပေါ့နော်ပြီးနောက်တစ်ခုကတခြားအရာတွေမှာယင်းနှိမ့်မြုံနှံမှုမပြုလုပ်ခင်မှာပညာရေးမှာယင်းနှိမ့်မြုံနှံမှာလို့သူပြောထားတယ်ကိုကခုနပြောလို့ share ရဝယ်ခြင်းတယ်တခုခုမှယင်းနှိမ့်မြုံနှံခြင်းဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်တဲ့ဘာဘူးတုတာမှလည်းမရှိဘာမှလည်းအတိတရားမရှိဘဲနဲ့တွားလို့လို့ရှင်တော့အကုန်ရှုံးမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကိုမှာယင်းနှိမ့်မြုံနှံမှုကိုယ့်ရဲ့ပညာရေးမှာယင်းနှိမ့်မြုံနှံမှုမနှမျောပါနဲ့သူပြောတယ်ပြီးနောက်တစ်ခုက arrogance လို့ခေါ်တဲ့မာနပေါ့နော်မာနမရှိတင်ဘူးပေါ့မာနရှိနေလို့ရှင်ကျွန်တော်ဘာတင်မတက်နိုင်ဘူးပေါ့ကိုကအရန်တော်နေပြီအရန်တက်နေပြီလို့ထင်လို့ရှင်ဒီစာအုပ်တွေကိုလည်းကျွန်တော်ဖတ်နေကြအကြောင်းမရှိတော့ကိုသားလင်းစက်ကြောက် line မှာအတော်ဆုံးဆိုလို့ရှင်ကိုဘာမှလည်းသိကြအကြောင်းမရှိတော့ဘာမှလည်းလေ့လာကြအကြောင်းမရှိတော့အဲ့တော့မလေ့လာတဲ့သူကမတိုးတက်တဲ့သူပဲမတိုးတက်ရင်မချမ်းသာနိုင်ဘူးဒီခေတ်ကြီးမှာဘာဖြစ်လို့လဲဆိုတော့ဒီခေတ်ကြီးကအချိန်နဲ့အမျှပြောင်းလဲနေတာဖြစ်တဲ့အတွက်သူပြောတယ်ဒီခေတ်ကြီးကအချိန်နဲ့အမျှပြောင်းလဲနေတာအချိန်နဲ့အမျှပြောင်းလဲနေတဲ့ကဘာကြီးမှာမင်းဘလောက်တိထားလဲဆိုတာအရေးမပါဘူးဘလောက်တိဗျာအဲ့ဒီတိတာတွေကခဏကြာလို့ရှင်လို့အဟောင်းနေဖြစ်သွားမှာဗျာဘလို့နေ့တိုင်းမတူညီတဲ့နည်းပညာတွေထွက်နေတာဗျာဒီမယုံလို့ရှင်ကုန်တင်ပိုင်းကိုလုံနေတဲ့ဒီ computer science ဘိုင်းကိုလေ့လာနေတဲ့သူတွေမေးကြည့်သူတို့ဆိုလို့ရှင်နေ့တိုင်းလို့မတူညီတဲ့ဒီlibrary တွေ work frame တွေ programming language တွေအသစ်တွေထွက်နေရပါတော့သူတို့တောင်လေ့လာလို့မကုန်နိုင်ဘူးအဲ့တော့ဒီခေတ်ကြီးမှာအရေးကြီးတာမင်းဘလောက်တိထားလဲဆိုတာအရေးကြီးတာမဟုတ်တော့မင်းဘလောက်မြန်တင်ယူနိုင်လဲဆိုတာအရေးကြီးတာဖြစ်သွားပြီဆိုပြီးတော့ဒီထဲမှာပြောထားရပေါ့ကျွန်တော်အရင်တော့ဆိုလို့ရှိရင်ဒီ programming ရေးတဲ့အခါမှာ language ကဘယ်လောက်မှမရှိဒီအရင်ဆုံးစချင်းပေါ်တာ C ကနေစပေါ်ရပေါ့နော် C C++ ပြီးတော့အဲ့ဒီနောက်ပိုင်းမှာPython နောက်ဆုံးပေါ်လာ Python ပေါ့နော်ပြီးကြားထဲမှာ Java ရှိ Java မဟုတ် Java script ပေါ့နော် Java script ရှိမယ်ပြီးအခုနောက်ပိုင်းဆိုရင်ပေါ်လာရအများကြီးပဲနာမည်ရောမသိအောင်ပြီး PHP ဆိုတာဒါ website ရေးတဲ့ language တွေဆိုလည်းပဲ HTML နဲ့ CSS ကိုအများဆုံးသုံးရနေအခုဆိုရင်PHP တို့ Laravel framework တို့ပြီးရင် database နဲ့ပတ်သက်တဲ့ SQL တို့ဘာညာပါတော့အခုဆိုရင်အများကြီးပေါ်လာ Ruby တို့စသည်ဖြင့်နာမည်ရောမခေါ်နိုင်အောင်လို့တော်တော်များနေပြီပြီးရင်အဲ့လို code တွေကိုလည်းကိုယ်တိုင်ရေးကြမလို့တော့ AI ကို prompt တစ်ချောင်းနဲ့ပေးပြီးတော့ရေးခိုင်းလို့ရနေပြီပေါ့အဲ့တော့ဒီခက်မှာမင်းဘယ်လောက်သိထားလဲမင်းဘယ်လောက်တတ်ထားလဲဆိုတာကအရေးမကြီးဘူးမင်းဘယ်လောက်မြန်သင်ယူနိုင်လဲဆိုတာအရေးကြီးအဲ့တော့သူကသင်ယူဖို့အတွက်အကြံပေးရပေါ့ပြီးနောက်တစ်ခုနည်းနည်းပြောပြီးတော့များနားထောင်ပါလို့သူကပြောတယ်အဲ့တော့ဒီတခြားသူတွေကိုချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့ချမ်းသာတဲ့သူတွေစီကနေအချမ်းချမ်းနေတော့နားထောင်မှုပြောတာပေါ့အဲ့ဒီမှာလည်းပဲတယောက်တစ်ပေါက်တွေဖြစ်နေလိမ့်မယ်ဗျာဟိုလူကလည်းဟိုနီးကောင်းနေဒီလူကလည်းဒီနီးကောင်းနေဒါပေမဲ့သူက open minded ထားစိတ်ကိုဖွင့်ထားပြီးတော့များနားထောင်နည်းနည်းပဲပြောပြီးတော့ချင့်ချိန်ပြီးတော့တုံးတက်ပေါ့နော်ဒီသူတို့ပေးတဲ့အကြံကြောင့်ချင့်ချိန်တုံးတက်ပြီးတော့ကိုယ်နဲ့အလုပ်ဖြစ်မဲ့ဟာကိုရွေးနောက်တစ်ခုကတငယ်ချင်းတွေကိုသူကတတိချာချာရွေးပါလို့ပြောတယ် choose friends carefully အဲ့ကိုဘေးမှာထားမဲ့သူကိုတတိချာရွေးဒါပေမဲ့အဲ့လိုပြောတာကချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာတဲ့သူတွေပဲရွေးပေါင်းလို့ပြောတာမဟုတ်ဘူးသူ့မှာလည်းပဲဒီမချမ်းသာတဲ့တငယ်ချင်းတွေရှိတယ်ဒါပေမဲ့သူရွေးခိုင်းတဲ့အချက်ကဘာလဲတော့တိကျမသိဘူးပေါ့နော်အဲ့မှာအဲ့လိုဒီခေါင်းစဉ်အကြီးကိုပဲကျွန်တော်ဖတ်လိုက်တယ်ဒီကအဲ့သူပြောချင်တာအဲ့လိုချမ်းသာတဲ့သူတွေပဲရွေးပေါင်းခိုင်းတာမဟုတ်ဘူးတကယ်ချင်းကိုသေချာရွေးဆိုတာကဒါဘယ်လိုပြောမလဲဒီခိုင်းတော့တင်ကြည့်လိုက်မယ်
တချို့လူတွေကလူမျိုးရှိရပေါ့နော်တိုးတက်ကြအောင်လို့မနာလိုတာပေါ့ဒါပေမဲ့ဒါကတော့ဖြစ်တတ်တယ်လို့ပြောရပေါ့နော်အဲ့လိုတိုးတက်ကြအောင်မနာလိုတဲ့သူမျိုးတွေရှိရဲအဲ့လိုမျိုးတွေဆိုရင်အလုံးမဖြစ်ဘူးပေါ့ပြီးရင်ကိုကဘာမှမပြောရသေးဘူးပေါ့နော်အဲ့ဒါကြီးကဖြစ်မှာမဟုတ်ဘူးလို့ကြိုပြောထားတဲ့လူကြိုပြောတဲ့ဒီအဆိုးပဲမြင်နေတဲ့သူမျိုးတွေလည်းရှိရပေါ့နော်ပြီးရင်ဒါတော့မကြိုးစားမကြည့်ရသေးဘူးအဲ့ဒါကြီးအလုံးဖြစ်မှာမဟုတ်ပါဘူးကိုကတခုခုဗာရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ရှိရင်အဲ့ဒီရရှုံးမှာအဲ့လိုမျိုးအမြဲတမ်းအဆိုးပဲမြင်နေတတ်တဲ့သူမျိုးတွေအဲ့အမျိုးတွေသူကရှောင်ပေါ့နော်သူပြောချင်တာလို့ပြောချင်တာပါလောက်တော့မကြည့်ရသေးပဲနဲ့ဒါအလုပ်ဖြစ်မှာမဟုတ်ပါဘူးဆိုတာမျိုးပြီးရင်နောက်တစ်ခုက formula တစ်ခုကိုသူကျွမ်းကျင်အောင်လုပ်ပါပြီးလို့ရှိရင်အဲ့ဒီကနေပြီးတော့နောက်ထပ်အသစ်တစ်ခုသင်ယူပါပေါ့ formula တစ်ခုဆိုတာကျွန်တော်အရာတိုင်းမှာ formula ရှိရဗျာကျွန်တော် marketing မှာတော့မှ formula ရှိရပေါ့နော် marketing လုပ်တဲ့အခါမှာဒါမှမဟုတ်ရင်ကိုယ့်ရဲ့ ကုန်ပစ္စည်းတစ်ခုခုကိုကြော်ညာတဲ့ copywriting လုပ်တဲ့အခါမှာအကုန်လုံးမှာ formula ရှိရဗျာcopywriting ဆိုလို့ရှိရင်ကျွန်တော်ဒီပစ္စည်းတစ်ခုကိုကြော်ညာမယ်ပြောမယ်ဆိုရင်စာရေးနည်းတွေအများကြီးရှိတယ်အဲ့ရင်းနည်းရဲ့ formula တစ်ခုကဘာလဲဆိုတော့သူက before နဲ့ after ကိုပြတာမသုံးခင်နဲ့သုံးပြီးအဲ့တော့မသုံးခင်မှာဒီလိုဖြစ်နေပြီမဲ့သုံးပြီးတော့ဒီလိုဖြစ်သွားတယ်ဆိုပြီးတော့ပြတာမျိုးအဲ့လိုမျိုးကတနည်းပြီးရင်နောက်တနည်းရှိတယ်နောက်တနည်းကအချက်၃ချက်နေပေါ့နော်ဘာဆိုအချက်၃ချက်ကျွန်တော်မေ့သွားပြီပေါ့နော်အဲ့ဘာအဲ့လိုရေးနည်းလည်းရှိတယ်ပြီး9နည်း6နည်းပေါ့နော် formula အဲ့လိုမျိုးရှိတယ် copywriting မှာတော့မှတင်ချာ physics ဘယ်နယ်ပယ်မှာမဆို formula တွေအများကြီးရှိတယ်အဲ့တော့ तू ကရင်းနှီးမြှုပ်နှံတဲ့နယ်ပယ်မှာပဲဖြစ်စေဒီပတ်စံရှာတဲ့နယ်ပယ်မှာပဲဖြစ်စေ formula ရှိတယ်ပြီးအဲ့ formula တခုကျွမ်းကျင်အောင်လို့ပြီးရင်သူများမမြင်တဲ့ရှုထောင့်နဲ့အသက်တွေကိုမြင်နိုင်အောင်ကြိုးစားလို့ပြောတယ်နောက်တစ်ခုက pay yourself first ကိုအရင်ပေးပါလို့ပြောတယ်ကိုအရင်ပေးပါဆိုတာဒီမှာဘာပြောချင်တာလဲဆိုတော့စီးကန်းရှိဖို့ပြောတာပေါ့နော်အဲ့တော့ချမ်းသာခြင်းနဲ့မင်းကချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်မင်းစီးကန်းရှိဖို့လိုတယ်စီးကန်းရှိဖို့ဆိုတာစီးကန်းဆိုတာရင်စီးကန်းလမ်းစီးကန်းတွေမဟုတ်ဘဲနဲ့ကိုယ်တိုင်သတ်မှတ်ထားတဲ့စီးကန်းတွေအစားဒါစီးကန်းပေါ့မနက်ဘဏ္ဍာရီထားမယ်ပြီးရင်ဘာကိုလုပ်မယ်ဘာလုပ်မယ်ကိုကဒီနေ့ကိုဒါလုပ်မယ်လို့သတ်မှတ်ထားရင်ကိုလေးစားပေါ့ကိုလေးစား self respect ရှိပြီးတော့ကိုလုံးမယ်လို့သတ်မှတ်ထားရင်လုပ်ကိုလုပ်ပေါ့နော်။ကျွန်တော်တို့အလုပ်တွေပိုင်းမှာဆိုရင်တတိယမင်းဒါလုပ်ရမယ်ပြီးရင်ဒါလုပ်ရမယ်ပြီးရင်ဒီပစ္စည်းသိမ်းရမယ်အိမ်သာဆေးရမယ်ပြီးမှအိမ်ပြန်ရမယ်ဆိုရင်ကျွန်တော်တို့လုပ်တယ်ဗျာလုပ်ပြီးတော့မှအိမ်ပြန်ရမယ်ဆိုတော့တတိယကို respect ရှိလို့ကြောက်လို့ပြင်ပတ်စံလိုချင်လို့ပေါ့။အမေကိုကြတော့ကျွန်တော်တို့က respect မရှိကြဘူးကိုပေးထားတဲ့ဂတိတွေဆိုရင်ဗျာအလွယ်တကူဖြတ်လို့လွယ်နေရဆိုတော့ငါပေးထားတဲ့ခရီးဆိုငါဖြစ်လိုက်လေဘာမှမဖြစ်ဘူးပေါ့နော်ဘယ်သူမှမထိခိုက်ဘူးဆိုရဲစိတ်မျိုးနဲ့ကိုကြတော့အဲ့လို respect မရှိဘဲနဲ့ကိုပေးထားတဲ့ခရီးမျိုးတွေကြလွယ်လွယ်ကူနဲ့ဖြတ်ကြရဲပေါ့အဲ့လိုလုံနေရင်တော့ဒါမင်းလိုချင်တဲ့ဘန်တော့ရောက်မှာမဟုတ်ပေါ့နော်တချို့သူတွေကမချမ်းသာခြင်းလားလို့မင်းချမ်းသာခြင်းတယ်ဒီ financially independence လို့ခေါ်တဲ့ဘန်ဒါရေးဆိုင်ရာလွတ်လပ်မှုမလိုချင်ဘူးလားဆိုရင်လိုချင်ဒါပေမဲ့ဘာလုပ်လဲဆိုဘာမှမလုပ်ဘူးပေါ့နော်ဘာလုပ်နေလဲဆိုသူဘာမှလုပ်မနေပြီးသူတို့မှာအဆင်ကြီးအမျိုးမျိုးရှိတာဘာဖြစ်လို့နောက်ပိုင်းရိုင်ငါယောက်ျားယူမှာပဲယောက်ျားယူရင်တော့ယောက်ျားအကုန်ဘန်နာကြီးတွေကိုစီမံခန့်ခွဲလိမ့်မယ်ဒါမှမဟုတ်လည်းငါမိန်းမယူမှာပဲငါမိန်းမစီမံခန့်ခွဲလိမ့်မယ်ဒါမှမဟုတ်လည်းငါအခုလိုမျိုးတွေးဖို့ငယ်ပါသေးတယ်ကြီးလာရင်တော့လူတက်သွားမှာပါအဲ့လိုမျိုးတွေပြောကြရဲအဲ့တော့အရင်ဆုံးမင်းဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုစပြီးတော့ pay yourself first ကိုကစပြီးတော့ပေးပါကိုကစပြီးတော့လုပ်ပါဗုဒ္ဓဘာသာအရာပြောမယ်ဆိုလို့ရှိရင်အဲ့လိုကံဉဏ်ဝရိယစိုက်ထုတ်ပါပေါ့ကိုဘက်ကနေပြီးတော့အလုပ်လုပ်ရမယ်ဉာဏ်ပိုင်းဆိုင်ရာစိုက်ထုတ်ရမယ်ဝရိယလို့ခေါ်တဲ့ကြိုးစားထုံမှုဖြတ်လက်တက်ကြွမှုရှိရမယ်ပြီးရင်နောက်တစ်ခုကသူကယင်းနှိမ့်မြုံနယ်တဲ့နေရာမှာအကြံတစ်ခုပေးထားတယ်။ဘာလဲဆိုတော့ be an Indian giver လို့ခေါ်တယ်။ Indian ဆိုတာအိန္ဒိယလူမျိုးပေါ့နော်။ giver ဆိုတာပေးသူ။အိန္ဒိယလူမျိုးပေးသူတယောက်ဖြစ်ပါလေ။ဒါဘာကိုပြောရလဲ။ဒါဘာပြောရလဲဆိုတော့သူကAmerican ဆက်စားပြီးတီထောင်လုံးက immigrants တွေဝင်လာပေါ့နော်။ရွှေပြောင်းအခြေချနေထိုင်သူတွေဝင်လာတော့ကအဲ့လိုလမ်းဘေးမှာအင်ဂျီယာမဲ့သူတွေကိုအိန္ဒိယလူမျိုးတွေကစောင်းတထဲပေးရပေါ့နော်။စောင်းတထဲပေးပြီးရင်အဲ့ဒီဆောင်အင်ဂျီယာမဲတွေကခြုံနေပေါ့နော်ပြီးရင်တို့အဲ့လိုအိန္ဒိယလူမျိုးအဲ့ဒီဆောင်ပြန်ယူဖို့မမျှော်လင့်သူပြန်မလိုချင်ဘူးအဲ့တော့ယင်းနှိမ့်မြုံနေတဲ့နေရာမှာလေသူက Indian giver တယောက်လိုမျိုးယင်းနှိမ့်မြုံနေရမယ်ကိုကဒေါ်လာ900ယင်းနှိမ့်မြုံနေထားပြီးတော့ဘယ်တော့အမြတ်ရမှာလဲဒါလည်းအမြတ်မရအောင်ငါရှုံးပြီလားမသိပါဘူးအဲ့လိုမျိုးအမြဲပြန်လိုချင်တဲ့စိတ်ကိုပဲတွေးမနေပဲနဲ့သူကယင်းနှိမ့်မြုံနေတာကို game တစ်ခုလိုသဘောထားပြီးတော့အဲ့ဒီအလုပ်ကိုလောက်ရတာကိုပျော်ရမယ်ချစ်ရမယ်ပေါ့နော်သူဆိုရင်အိမ်ချမ်းမြေရောင်းဝယ်လုပ်တယ်သူအဲ့လိုအိမ်ချမ်းမြေရောင်းဝယ်ရတာကိုသူပျော်တယ်ပေါ့နော်အဲ့လိုမပျော်မှလည်းသူအောင်မြင်တာအဲ့တော့မပျော်ရင်လည်းမအောင်မြင်ဘူးပေါ့အဲ့တော့ချစ်တဲ့အလုပ်ကိုလုပ်ဒါမှမဟုတ်ရင်လုပ်နေတဲ့အလုပ်ကိုချစ်ရမယ်ဆိုပြီးတော့ဒီထဲမှာပြောထားပါတယ်ပြောထားပြီးတော့နောက်ဆုံးအနေနဲ့ chapter 10မှာကျတော့ chapter 10မှာကတော့လက်ဒီ action တွေပေါ့နော် action တွေဘယ် action တွေကိုသူစပြီးတော့လုပ်တင်နေဆိုတာကိုရေးထားပေါ့အဲ့တော့တချို့သူတွေက philosophy လို့ခေါ်တဲ့တွေးခေါ်နေရတာကိုပဲကြိုက်တယ်တချို့သူတွေကကျတော့ action ကိုပဲကြိုက်တယ်ဒါပေမဲ့အဲ့ဒီနှစ်ခုကိုမျှခြေဖြစ်အောင်ထိန်းရမယ်ပေါ့နော်တွေးလဲတွေးရမယ်လှုပ်လဲလှုပ်ရမယ်တခါတလေကျရင်
လုံနေတဲ့ယာကြီးကအလုံးမဖြစ်ဘူးဆိုလို့ရှိရင်အဲ့ဒါကြီးကိုပဲဇက်တိုက်လုပ်ပြီးတော့ဒီယာကြီးကိုပဲဇက်တိုက်လုပ်ပြီးတော့ဒီမတူညီတဲ့ reset တစ်ခုပေါ့နော်ခြားနာတဲ့ reset တစ်ခုထွက်လာဖို့ဆိုတာဒါယူမိုက်ရကြရပေါ့တော့ဒါကြီးကအလုံးမဖြစ်လို့ရှိရင်ရက်ပြီးတော့ခဏပြန်တွေးလုပ်ဖြစ်မဲ့ဥစ္စာကိုလုပ်ပြီးတော့ပြောတယ်အဲ့တော့ပြီးရင်အသစ်တွေကိုအများကြီးလေးလာရှာဖွေပြီးတော့သင်ယူဖို့ပြောတယ်ပြီးရင်နောက်တစ်ခုတော့မကြောက်ဖို့ပြောတယ်အဲ့တော့ကြောက်ချင်းနေစိုးရင်ချင်းတွေကလူတွေကိုလကားစားဘဝကနေမလွတ်အောင်လှုပ်ထားလို့ပြောတယ်လကားစားဘဝကနေမလွတ်တာဒီကြောက်ချင်းကြောင့်မလွတ်တာပေါ့နော်ဒီအလုပ်လေးထွက်လိုက်လို့ရှိရင်မိသားစုတစ်ခုလုံးထမင်းကျွေးမဲ့သူမရှိတော့ဟုတ်တော်လေဟုတ်တယ်ပေါ့နော်ဒီအဲ့တော့ဒါပါလဲဆိုတော့ risk လို့ခေါ်တဲ့ risk လို့ခေါ်တဲ့အန်တရေပေါ့နော်အန်တရေကြုံနိုင်တဲ့ဒီဖြစ်နိုင်ခြေတွေကိုစီမံခန့်ခွဲနိုင်ဆိုတာအားနေရပေါ့အဲ့တော့အန်တရေကိုတချို့ကရင်မဆိုင်ကျင်တာများတယ်ဗျာအဲ့တော့ risk management လို့ခေါ်တဲ့အန်တရေကိုတတိကျကျရင်ဆိုင်နေအဲ့မျိုးတွေလည်းသူကတင်ခိုင်းနေပြီးရင် management လို့ဒီ business management လို့ခေါ်တဲ့စီးပွားရေးဆိုင်စီမံခန့်ခွဲမှုအဲ့မျိုးတွေလည်းသူကတင်ခိုင်းနေအဲ့တော့ဒီထဲမှာကဒီစာအုပ်ကတခြားကျွန်တော်သိရစီးပွားရေးအကြံပေးတဲ့သူတွေနဲ့မတူတာပေါ့နော်စီးပွားရေးအကြံပေးတဲ့သူတွေရှိရမလား Facebook မှာဆိုရင်ဗျာကျွန်တော်တို့မတ်ဇူကာဘတ်လည်းအကြောင်းထွက်တယ်အကြောင်းတွေကဘာမှမလုပ်နိုင်ဘူးအဲ့တော့အကြောင်းထွက်လိုက်ဆိုတော့အကြံဉာဏ်မျိုးတွေလည်းတစ်ခါတလေတွေ့ပြီးမလားဒါပေမဲ့ဒီစာအုပ်ကအဲ့လိုမဟုတ်ဘူးသူပညာရေးကိုလည်းသူအားပေးတယ်ဒါပေမဲ့သူအားပေးတဲ့ပုံစံပြောင်းသွားတယ်ပေါ့နော်ပညာရေးကိုအဲ့ဒီမှာနေလမ်းဆုံးမနေစေနဲ့တက္ကသိုလ်တစ်ခုမှာဖွေးရပြီးတော့ company တစ်ခုမှာအလုပ်ရသွားအဲ့နေရာမှာလမ်းဆုံးမနေစေနဲ့အမြဲဘွားတစ်လျှောက်လုံးတင်ယူဒါမျိုးပြောရပေါ့နော်ပညာရေးသူကပိတ်ပင်တာမဟုတ်ဘူးမကောင်းလို့ပြောတာလည်းမဟုတ်ဘူးလုပ်ကိုလုပ်ရမယ်သူဒီထဲမှာပထမဆုံးအချက်အနေနဲ့ပြောထားတယ်ပညာရေးမှာအရင်ဆုံးရင်းနှီးမြှုပ်နှံမှာပြောထားပါတယ်အဲ့တော့ဒါတော့အချင်းချုပ်ပြီးပြောထားဆိုတော့တချို့အခန်းတွေမပါဘူးပေါ့နော် chapter 10ခန်းရှိရမှာကျွန်တော်9ခန်းလောက်ပဲပြောထားတာဆိုတော့ဂျားရဲ့3ခန်းလောက်ကမပါဘူးအဲ့တော့ဖတ်ကြည့်လို့ရှိရင်ဒီစာအုပ်ကိုတွားပြီးတော့ဖတ်ကြည့်လို့ရှိရင်တော့အဲ chapter 10ခန်းလောက်ပြည့်စုံဖတ်လို့ရနိုင်ပါတယ်ပြီးတော့အရန်လဲမခတ်တဲ့အင်္ဂလိပ်စာရေးသားနေရေးထားတာဆိုတော့ဒီစာအုပ်ဖတ်ကြည့်လို့ရှိရင်နားလည်မှာပါโอเคအဲ့တော့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဆိုတာကိုယ့်ရဲ့အမြင်ကို comment မှာရေးသွားပေးလို့ရပါတယ်ဗျာဒါပျော်ရွှင်လေးတွေနေဖြစ်ပါစေဟုတ်ကဲ့ပါ